ဆိုင်ရှင်လာပါဦးစိတ်သားစုပြုတ်နှစ်ပကံပေးပါအသားအများကြီးထည့်ပေးနော်ဆိုင်ရှင်ဟုတ်ကဲ့ပါဗျာပြား200ကြတင်ပါတယ်ဗျာဧည့်သည်တပြား200ဟုတ်လားမြို့တော်မှာတော့တပကံမှာပြား30ပဲရှိတာမင်းဒါလူလည်းလုတ်ပြီးငွေညစ်နေတာပဲဆိုင်ရှင်ဆရာတို့2ယောက်ကအပြင်လူတွေထင်တယ်တို့စီမှာကတနက်ပတိစစ်သူကြီးရဲ့နေမြေလေးဈေးကြီးတယ်ထင်ရင်နောက်လန်းကြားတဲ့သွားစားအဲ့မှာတော့တပကံပြား20ပဲဒါပေမဲ့အသားတော့မပါဘူးအဲ့ဒီစစ်သူကြီးရဲ့နေမြေဆိုရင်တော့ဒါကလုံးလုံးပါတယ်ဒါပေမဲ့ဒီနေရာကအရာရှိတွေအခွန်အကောက်တိတ်ကောက်လုံးလို့မင်းတို့လည်းဈေးမတင်လို့မရတာဖြစ်မှာပါဆိုင်ရှင်ဒါပေါ့ဗျာတို့လိုဟာရဲ့လက်ဟာပြင်ဆိုင်တေးသေးလေးတောင်လာစဉ်စစ်သူကြီးယုံကိုစက်ကြီးပတ်စံပြား30ပေးရတာအဲ့ဒီနှစ်ပြား30တောင်ပါလားဆရာကြီးစကားကိုကြားတယ်မဟုတ်လားဒါဟာပြည်သူတွေရဲ့သွေးနဲ့ချွေးကိုစုပ်ယူနေတာပဲအဲ့ဒီလောက်ဆိုင်ကန်းကဈေးကြီးတာကိုမင်းတို့ကမကြည်မနှက်မဖြစ်ကြဘူးလားဆိုင်ရှင်မကြည်မနှက်ဖြစ်တာပေါ့ပတ်စံပေးရချိန်ဆိုဘယ်သူမဆိုစစ်သူကြီးကိုလောဘကြီးတယ်လို့ဆဲကြတာပဲတို့ပေမဲ့နောက်နေ့ကျရင်လူတိုင်းကပိုင်ဆိုင်ဖျားဖို့ခေါင်းကွဲမတက်လူကြရပြန်ရောဘာလို့လဲဆိုတော့ပတ်စံရတယ်လေဒီနေရာမှာအပြင်ကုန်တယ်တွေအများကြီးရှိတယ်မင်းတိုင်မတိုင်ခင်ကတော့မှဈေးရောက်လုံးကတစ်နေ့ပြား20ရဖို့တောင်မလွယ်ဘူးအခုတော့တစ်နေ့ပြား300 400မကရတဲ့ဆရာတို့ပြောကြည့်ပါဦးဒီကဘာမှာတို့လိုလူတွေတစ်နေ့အတွင်းအိမ်တလုံးစုဆောင်းဝင်နိုင်တဲ့နေရာမျိုးဘယ်နှနေရာရှိလို့လဲအဲ့ဒီဒါဆိုမင်းတို့ရဲ့စစ်သူကြီးကလူကောင်းလားသို့မဟုတ်အဂတိလိုက်စားတဲ့အရာရှိဆိုလားဆိုင်ရှင်လူကောင်းလည်းဟုတ်တယ်အဂတိလိုက်စားတဲ့သူလည်းဟုတ်တယ်စစ်သူကြီးရဲ့စီကံမှာတော့ဘယ်သူမဆိုပြည်သူတွေကိုထမင်းငတ်အောင်လုပ်ရင်စစ်သူကြီးကအဲ့ဒီလူရဲ့ခေါင်းကိုဖျက်ပြရဲတယ်အဲ့ဒီစစ်သူကြီးကလောဘလည်းကြီးတယ်ရက်လဲရက်ဆက်တယ်ဒါပေမဲ့ပြည်သူတွေကိုပတ်စံရှာနိုင်အောင်စီစဉ်ပေးနိုင်ပြန်တဲ့တကယ်ကိုစမ်းကြဲတဲ့သူပဲရုတ်တရက်အပြင်ဘက်တွင်ရုတ်တဲတဲဖြစ်သွားသည်လူအများလူသေးပြီပြုတ်လောင်းကစားယုံတကားဝမှာလူသေးပြီအမျိုးသမီးကောင်းကင်ဘုံကမျက်စိပွင့်တာပဲသမီးကြီးနဲ့သမီးငယ်တို့ရဲ့နင်တို့နေဆက်အပြင်ကိုရောင်းစားမခံရတော့ဘူးဘေးလူတေတာဝမ်းသာစရာပဲဒီလောင်းကစားသမားကမနေ့ကတင်သူ့မိမရဲ့အသက်ကစီဖို့ပတ်စံကိုခိုးသွားတာခုနကတင်သမီး2ယောက်ကိုပတ်စံနဲ့လဲမယ်လို့ကျင်းဝနေသေးတာအခုတော့ခြေချော်ပြီးကြောက်လေကပေါ့ကောင်းတဲ့ဆောင်သေးတာဝေကျွတ်ဆက်ရတာပဲတကယ်ဆိုးဝါးလိုက်တာဒါပေမဲ့သူများဆိုင်ရှိပေးပွားသွားတာတော့နှမျောစရာအဲ့ဒီနှစ်လောင်းကစားသမားဖြစ်ပါစေဟုတော့တေတန်ထိုက်တဲ့အဖြစ်တော့မဟုတ်ပါဘူးပြောင်ပြောင်တင်းတင်းလူတေမှုဖြစ်တာတော့ဒီလောင်းကစားယုံကတာဝန်မကင်းဘူးမမကြီးမကြောက်ပါနဲ့ဒီနေ့ဒီဖိုးကြီးတင်မြေကြီးရှင်ရွှေတီးစွန်ပြီးခင်းပြအတွက်တရားမျှတမှုရအောင်လုပ်ပေးမယ်အဲ့ဒီတလူတေမှုဖြစ်နေတာကိုနေဆက်စစ်သူကြီးကဘာလို့အခုထိရောက်မလာသေးတာလဲဒီနေရာမှာတရားဥပဒေဆိုတာရောရှိသေးရဲ့လားအမျိုးသမီးတူဆရာကြီးတို့2ယောက်ကအပြင်လူတွေထင်တယ်မဆောင်နဲ့တော့ဈေးစစ်သူကြီးကအခုအချိန်ဟိုဘက်ကလာရောင်ကြည့်စေရဲ့မာတချင်းသားထောင်နေတာတချင်းဆိုလို့မပြီးသမျှကောင်းကင်ကြီးပြူကျလာရင်တော့စစ်သူကြီးကရုံးထိုင်မှာမဟုတ်ဘူးအဲ့ဒီလမ်းမပေါ်မှာအလောင်းကင်းမဲ့နေချိန်မှာနေဆက်စစ်သူကြီးကတော့ဟိုဘက်မိမယုံမှာပျော်ပါနေတယ်ပေါ့ဒီနေဆက်စစ်တပ်ရဲ့စီကန်းကသူ့ကြောင့်ဒီလောက်အထိပျက်စီးနေတာပါလားရှောက်မလုံးနဲ့တော့ငါအခုပဲဟိုဘက်ကိုသွားပြီးဒီနေဆက်စစ်သူကြီးစစ်တပ်ကိုဘလို့အုပ်ချုပ်နေလဲဆိုတာကိုယ်တိုင်မေးမြန်းရမယ်စစ်သူကြီးထွက်လာသည်စစ်သူကြီးဘာတွေစူးညံနေတာလဲအောက်မှာဘသူကမကင်းမလွတ်ပဲငါတချင်းသားထောင်တာကိုနှောက်ယှက်ရဲတာလဲလူများစစ်သူကြီးကြွရောက်လာပါပြီစစ်သူကြီးဝမ်လိတ်ကလောင်းကစားယုံမှာမတမာမှုလုပ်ရင်မိသွားလို့ဓာတ်နဲ့ထိုးတာကိုရှောင်ရင်းချေချော်ပြီးကြောက်တွေကနဲ့ခေါင်းဆောင်မိပြီးတေသွားတာပါလောင်းကစားယုံပိုင်ရှင်စစ်သူကြီးမင်္ဂလာပါသူကကိုဟာကိုချေချော်သေးတာပါအိမ်နီးနားချင်းတွေလည်းမြင်ကြပါတယ်စစ်သူကြီးလည်းပင်ပန်းနေပါပြီဒါလေးကလက်ဖက်ရည်ဖိုးပါဗျာအဲ့ဒီနှစ်ပြောင်ပြောင်တင်းတင်းလက်ယူနေတာပါလားဥပဒေဆိုတာဘယ်မှာလဲစစ်သူကြီးစကားနားလဲတာပဲဝမ်လိတ်ကလောင်းကစားယုံမှာမတမာမှုလုပ်တယ်တောင်းကျမ်းတယ်ဒါကထိုက်တန်တဲ့အဖြစ်ပဲငါစစ်သူကြီးဆုံးဖြတ်တယ်လောင်းကစားယုံမှာအပြစ်မရှိဘူးမိသားစုဝင်များငိုကြွေးကြသည်အဲ့ဒီမတရားတာစစ်သူကြီးဒါပေမဲ့မင်းရဲ့ကြောက်လေကားကဘာလို့ဒီလောက်ချွန်ထက်နေရတာလဲလောင်းကစားယုံပိုင်ရှင်ဗျာဒါကကြည်ကောင်းအောင်လို့ပါစစ်သူကြီးရဲ့စစ်သူကြီးကြည်ကောင်းတာအေးရောဒါကစိုးရင်စရာကောင်းတဲ့အနေရပဲငါရဲ့အဆောက်အုံဆောက်လုပ်ရေးစည်းကမ်းမှာဘေးကင်းရေးကအဓိကပဲဒီနေ့လောင်းကစားသမားတစ်ယောက်သေးတယ်မနှက်ဖြန်လမ်းလျှောက်လာတဲ့3နှစ်အရွယ်ကလေးတစ်ယောက်ခလုတ်တိုက်မိရင်ဘယ်လိုလုပ်မလဲဒါတွေကငါတို့မျိုးရဲ့အနာဂတ်ယတနာတွေလေးမင်းတာဝန်ယူနိုင်လားလောင်းကစားယုံပိုင်ရှင်ဒါဆိုစစ်သူကြီးရဲ့အတိတ်ဘယ်ကစစ်သူကြီးလူကတော့ကိုဟာကိုချေချော်တာဒါပေမဲ့မင်းအိမ်ကလေကားကပူပေါင်းကြံစီသူဖြစ်နေတယ်ငါစစ်သူကြီးမင်းကိုတာဝန်3ပုံ1ပုံယူရမယ်လို့ဆုံးဖြတ်တယ်ဒဏ်ငွေပြား2000အခုချက်ချင်းပေးလောင်းကစားယုံပိုင်ရှင်ငွေပြား2000စစ်သူကြီးခုနကတင်900ပေးလိုက်ပြီးပြီလေစစ်သူကြီးဟို900ကမင်းပေးတဲ့အမှုမြန်စစ်ခဒီ2000ကတနက်ဘက်ကမိသားစုအတွက်လျှော်ချင်းငွေတိချစီပဲမကျေနပ်ဘူးလားမကျေနပ်ရင်ငါခုပဲအမြောက်ကြီးနဲ့မင်းဆိုင်ကိုပြစ်ဖြူလိုက်မယ်လောင်းကစားယုံပိုင်ရှင်ကျေနပ်ပါတယ်ကျွန်တော်အခုပဲပတ်စံသွားယူပါမယ်အဲ့ဒီနီလန်းမျိုးစုံနဲ့ပတ်စံညစ်တာပါလားပြောင်းပြန်နီးနဲ့လောင်းကစားယုံကိုငွေညှစ်လိုက်တာပဲစစ်သူကြီး
ဒီငွေပြားနှစ်ထောင်ကမင်းတို့အတွက်ပဲယူပြီးခေါင်းတလားဝယ်အဲ့ဒီကောင်ကိုတကြိုလိုက်ပါတော့လဲပတ်စံဆိုတာလူတွေရဲ့လောဘကိုနှိုးဆွပေးတဲ့နောက်ခံမရှိတဲ့မူဆိုးမတယောက်ကဒီငွေပြားနှစ်ထောင်ကိုကင်ထားရင်မနှက်ဖြန်ကြရင်လူမိုက်တွေလာလူတာနဲ့အသက်တောင်ပါသွားနိုင်တယ်။ဧည့်သည်တိတ်မြေခွေးအမီးထွက်လာပြီးပေါ့အဝိုင်းလက်ပြောနေတာနောက်ဆုံးတော့ကိုကျိုးအတွက်တိမ့်ပိုက်ချင်လို့မဟုတ်လား။စစ်သူကြီးတပည့်တို့သူ့ကိုမြို့တောင်ဘက်ကဘန်ကိုခေါ်သွားဒီငွေပြားနှစ်ထောင်ကိုသူ့နာမည်နဲ့တေချာစည်ရင်သွင်းပေးလိုက်စီကံတစ်ထုတ်လိုက်သူကိုယ်တိုင်ကလွဲလို့ဘယ်သူမှထုတ်ယူခွင့်မရှိဘူးတလောက်ကိုစားဝတ်နေရေးအတွက်လိုအပ်တဲ့လောက်ပဲထုတ်ခွင့်ပေးရဲမှတ်များဟုတ်ကဲ့ပါစစ်သူကြီးအဲ့ဒီပတ်စံရဲ့အတိုးနဲ့မနှက်ဖြန်ကြရင်ဒီကလေးနှစ်ယောက်ကိုမြို့ရှိဘက်ကကျောင်းမှာကျောင်းအပ်ပေးလိုက်ဗန်မန်နေဂျာကိုကိုယ်တိုင်တေချာကြည့်ခိုင်းထားမြို့တဲကဘလူမိုက်မဆိုဒီမှုဆိုးမတဲ့ကလေးတွေကိုရန်စီရဲရင်ငါသူတို့ဘိုးဘေးသုံးဆက်လုံးကိုရှင်းပြမယ်အမျိုးသမီးစစ်သူကြီးကျေးဇူးကြီးလှပါတယ်ဗျာစစ်သူကြီးကငါတို့ရဲ့ကဲတင်ရှင်ပါပဲပြည်သူများစစ်သူကြီးတောင်းတောင်းဖြဖြကျမ်းပါပါစေဧည့်သည်လူကောင်းလဲဟုတ်တယ်အဂတိလိုက်စားသူလဲဟုတ်တယ်စစ်သူကြီးရဲ့စီကံမှာတော့ဘသူမဆိုပြည်သူတွေကိုထမင်းငတ်အောင်လုပ်ရင်စစ်သူကြီးကအဲ့ဒီလူရဲ့ခေါင်းကိုဖျက်ပြရဲတယ်ဧည့်သည်သွားကြဆိုဟိုဘက်ကလာရောက်ကြည့်စရခါကိုသွားကြည့်ရအောင်တမျိုးလုံးကပြည်သူတွေရဲ့လေးစားမှုကိုရထားတဲ့ဒီစစ်သူကြီးကဘာတချင်းတွေနားထောင်နေလဲဆိုတာသွားကြည့်ကြရအောင်